မင်္ဂလာပါဒါဟင်္ဒရာဘက်ကမမတယောက်က global ရှာတာမတွေ့လို့တဲ့နောက်ဆုံးကိုရှိမှာတွေ့လို့ဆိုပြီးတော့လှမ်းမှာတဲ့အမှားလေးမနက်ဖက် COD ပို့ပေးမှာ Redmi Note 15 Pro ပေါ့နော်ဒီကောင်ကကျတော့ global နဲ့ stable ဘာကွာသွားလဲဆို global ကကျတော့အာမခံနေနဲ့ဆိုလို့ရှိရင်2 year ပါတယ် battery တက်ကကျတော့သူက4 year 4နှစ်အတွင်းမှာ battery ကိုဘယ်လိုပဲပြည့်သူတို့တစ်ချိန် free လဲပေးတယ်ပေါ့နော်မှန်အတွက်ကိုကြတော့ဒီ Note 15 Pro မှာကြတော့လေမမမှာတာနှစ်ကလေးပေါ့နော် Note 15 Pro ရေမှာမှန်ကြတော့ဒီမှန်ပိုင်းအာမခံမှုဆိုလို့ရှိရင်လေတလပိုင်း16ရက်နေ့ကနေပြီးတော့2လပိုင်း28ရက်နေ့အတွင်းဝယ်တဲ့သူတွေဆိုလို့ရှိရင်လေနှစ်နှစ်အတွင်းကဘလို့ပဲကွဲကွဲမှန်အရှိမှန်နောက်မှန်တစ်ချိန် free ပြန်ရမယ်ပေါ့နော်ဒါ global အားတာချက်အားသွင်းဝက်တွေကတော့ stable နဲ့တူတူပဲ45 watt နဲ့လာမယ်ဒီကောင်ကတော့ speaker ကတော့ dual speaker ပေါ့နော်လက်ချက်ပေါက်ကကျတော့ type C ဖြစ်တဲ့အတွက်ကြောင့်မို့လို့အမတို့ဘက်ကနေလို့ type C နဲ့ချက်လေးနဲ့လက်ဆောင်ထည့်ပေးလိုက်ပါတယ်ဒါလေးကတော့မီရဲ့အာမခံ running ကက်လေးပါရှင်ကဲဒါလေးကိုရောင်းပေးထားတဲ့ဈေးလေးက RAM 856GB ကို1,889,900ပါနော်ဝယ်ယူအားပေးခြင်းတဲ့သူရေးဆိုင်ရလိပ်စာလေးကလှိုင်သာယာမြို့နယ်တမကုန်းမှတ်တိုင်းနီအတွင်းပဒံထိပ်ပါရှင့်ဝယ်ယူအားပေးသွားတဲ့မမကိုလည်းဒီတရားလေးကျေးဇူးအများကြီးတင်ပါတယ်ရှင်